ဒီနေရာလေးမှာ coffee လေးတောက်ရင်စာလေးဖတ်ရင်နေမယ်ဆိုလို့ရှိရင်လေအရန်နေလို့ကောင်းတယ်သိလားတချို့တွေဆိုလို့ရှိရင်လေလက်ထော်လေးတွေနဲ့ကွာအလုံးလုံးနေချတာလေးလည်းရှိတယ်ဒီမှာလေတချို့ကြတော့လေကွာဒီအပင်လေးဆိုတာဒီထဲမှာကကြတော့လေသူကပန်းပင်လေးပေါ့နော်အသီးပင်လေးလည်းရှိရကွာပြီးတော့စားပင်လေးလည်းရှိတယ်ပြီးတော့ပန်းအလှပန်းလေးတွေလည်းရှိတယ်ပြီးတော့အပင်ကြီးအမျိုးစားကြီးပေါ့နော်အဲ့လိုကြီးလည်းရှိတဲ့အခါကြတော့ကွာမသိလို့ရှိရင်ကိုကလေတော့အုပ်ထဲကိုရောက်နေတယ်လို့ပုံစံမျိုးအဲ့လို feeling မျိုးကိုခံစားရစေနိုင်တာပေါ့နော်ပြီးတော့ထိုင်ကုန်လေးတွေကလည်းကွာနေရအနှံ့မှာလို့ရှိတဲ့အခါကြတော့လေကိုစင်ပြေတဲ့နေရာကိုထိုင်စတဲ့နေရာလေးမှာထိုင်ပြီးတော့ coffee လေးပဲတောက်တော့တဲ့မှာစကားလေးပဲပြောကွာဘာပဲလုံးဝကိုလေအေးစေးသိစိတ်ပြီးတော့နေလို့ထိုင်လို့ကောင်းတဲ့အဆင်ပြေတဲ့နေရာလေးတစ်ခုဆိုလို့ရှိရင်လည်းမမှားဘူးပေါ့နော်ပြီးတော့တရားလေးတွေလည်းရှိတဲ့အခါကျတော့ကွာတချို့အလှပုံလေးတွေရိုက်ချင်တဲ့သူတွေဆိုလို့ရှိရင်လည်းဒီနေရာလေးမှာရိုက်လို့ရှိရင်လှတာပေါ့နော်စာကတော့လေတပုံရိုက်တာဝါသနာပါတယ်ကွာတိလာအဲ့ခါကျတော့ကွာဖဲနေရာပဲရောက်ကိုအတွက်ကမှတ်တရလေးတွေဆိုပြီးတော့ကွာရိုက်တတ်တဲ့ဗီဒီယိုလေးဆိုလို့ရှိရင်လည်းကွာ short video အတူလေးတွေပေါ့နော်အဲ့လိုမျိုးလေးကွာရိုက်တတ်တဲ့အကျင့်ရှိတာဆိုတော့လေအခုဒီနေ့လေဒီနေရာလေးကိုစားတာမှတ်တရအနေနဲ့ရိုက်လာခဲ့တာလေးပေါ့နော်